ဝဲမင်္ဂလာပါနော်ကျွန်တော်ဒီမှာကိုယ်ကအဲကွန်ဝါရင်းလေးပေါ့တကောင်ခွဲနော်တကောင်ခွဲတွေမှာအကုန်လုံးဝါရင်းပုံစံမျိုးကွန်ပရက်ဆာဝါရင်းဖန်မော်တာဝါရင်းအဲ့ပုံစံမျိုးလေးကိုကျွန်တော်ဒီမှာကျွန်တော်ဒီတပည့်လေးကိုရှင်းပြကြည့်မယ်နော်ဒီကောင်ကြီးရတယ်မှာကျွန်တော်တို့ဒီညဒီကောင်အပန်းကလှုပ်အိတ်မလို့ဗျာဒီမှာဒီကောင်အပန်းကလှုပ်အိတ်ပေးဘူးနော်ဒီကောင်အားဒါဒီကောင်အိတ်တဲ့နဲ့ဒီကောင်ပန်းကလှုပ်အိတ်ပေးဘူးနော်အဲ့ဒါဒီကောင်ဝါနေဒီမှာ connection ရှင်းပြရင်းနဲ့ဒါတာမီနယ်ဘလော့နော်ရအောင်နော်ဒါရှင်းပြရင်းနဲ့မင်းကဒီမှာမင်းဒီမှာဆိုတော့အဲ့ဒါဆိုတော့ဒီတိုင်းဆက်ဒီပလက်ထိုးလိုက်လို့ရှိရင်ပလက်ကျိုးမင်းဒီမှာထိုးလိုက်လို့ရှိရင်ဘာဖြစ်မလဲကွန်ပရက်ဆာရောလဲမယ်ဖန်ရောလဲမယ်အဲ့ဒါဆိုတော့ငါတို့ကွန်ပရက်ဆာကျိုးပဲဖြုတ်မှာသိတယ်နော်အဲ့ဒါဆိုတော့လောတယ်အဲ့ဒါဆိုတော့ဒီကနေလာကြည့်တေချာကြည့်နော်ဒီမှာဒီကွန်ပရက်ဆာမှာ C ရဲ့ S ရဲ့ R ရဲ့ရှိတယ်နော်ဒါအနိကမရိုက်ပြတော့နော်တိတ်လဲဗီဒီယိုဟိုဥစားပြစ်မှာဆိုလို့အကြမ်းမြင်မယ်ဒါက C ကွန်မွန်ကျိုးကအမဲရောင်ဒီမှာကြည့် starting ကျိုးကအဖြူရောင်အနီရောင်ကျိုးကကြတော့running ကျိုးအဲ့ဒါဆိုတော့ခုဒီမှာ terminal block ကိုကြည့်လိုက်မယ် terminal block ကြည့်မယ်အမဲရောင်ကျိုးကွန်မွန်ကျိုးက terminal block ရဲ့ဒီတနေရာကိုလာတယ်နော်ဒီ line ကိုလာတယ် line neutral လာဒီမှာ neutral ကိုလာတယ်ပြီးလို့ရှိရင်အဖြူကျိုးနဲ့အနီကျိုးနော်ဒီအနီကျိုးက run ကျိုးကဒီ capacitor တငုတ်ကိုလာတယ်နော်ပြီးလို့ရှိရင်အဖြူကျိုး starting ကျိုးကဒီကျိုးကိုလာဒီ capacitor တငုတ်ကိုလာတယ်ပြီးတော့မှ running စိုက်ထားတဲ့ဘက်ကနေပြီးတော့တကျိုးကဘယ်ကိုလာလဲနောက်ထပ် line ကျိုးတကျိုးဘက်ကိုသွားမယ်ဟုတ်တယ်နော်ဒါကရပြီဒါကဘာပိုင်းလဲ compressor အပိုင်းပြီးလို့ရှိရင် fan motor ပိုင်းခုနမင်းအုံးနေတိုင်းပြီးသွားပြီနော်အုံးနေတိုင်းပြီးတော့မှ CSR ခွဲတာမှာဒါအုံးပိုင်းရနောက်ပိုင်းကျွန်တော်တေချာစာလေးနဲ့ပြန်တင်ပေးမယ်ခုကတော့နောက်ပိုင်းမှာအားသေးလို့ပြကျွန်တော်ညီတပည့်လေးတွေဒီလိုတိုက်ရိုက်လေးပဲပေါ့နော်ဒီပုံစံမျိုးဒီမှာဒါဆိုလို့ရှိရင်ဒါကွန်မွန်ကျိုးကအနီရောင်ကဒီမှာတာမီနယ်ဘလော့ရဲ့ခုနကကွန်ပရက်ဆာကွန်မွန်ထိုးထားတယ်အမဲရောင်ကျိုးနဲ့တူသွားထိုးပြီးတော့စကူကုတ်လိုက်မယ်ပြီးလို့ရှိရင်ဘာထိုးထားလဲပြီးလို့ရှိရင်နောက်ထပ် static နဲ့ running ကျိုးကြံမယ်ဒီမှာ running ကျိုးကဒါလေးခောက်ထားတယ်ဟုတ်လားမင်းသိအောင်လို့ဆိုပြီးတော့เนาะဒါ running ကျိုးအုံတိုင်းကြီးတဲ့အချိန်ပြီးမှာဒါ running ကျိုးအဲ့ဒါဆိုတော့ဟိုဘန်းငုတ်ဒီဘန်းငုတ်ဒီမှာ capacitor ရဲ့တခါတည်းကျ capacitor ငုတ်တငုတ်တည်းဖြစ်ရင်လည်းဖြစ်မယ်အခါကျရင်ကိုယ့်ဘက်ကိုကျိုးတွေလူပင်ကူးကျင်တယ်လို့ကူပေါ့ဒါသူ့တိုင်းလေးပေါ့เนาะဒါဒီတိုင်းတငုတ်ဒီလိုထားတယ် running ကျိုးစိုက်ထားတဲ့ကောင်ကနေဘယ်လိုလာလဲဒီမှာပြောရင်းဆိုရင်လူပင်ကူးလာပြီတော့လားဒီမှာဟဲ့ကျိုးကုန်မှာဆိုလို့သူဒီမှာဒီကနေ capacitor လေးသွားပြီးတော့မှဒီမှာတကျိုးလေးဒီမှာအဲ့ဒါဆိုတော့ငါတို့လွယ်လေးရဲ့အဲ့ဒါဆိုရင်မင်းနှစ်ကျိုးတော့ဖြုတ်เสียရမလို့တော့ဟဲ့ဒီကျိုးလေးဖြုတ်လိုက်အောင်မယ်အဲ့ဒါဆိုလို့ရှိရင်မင်း compressor ကျိုးမလဲတော့ဘူး running ကျိုးဖွင့်လိုက်မယ်ဟဲ့မီကျိုးဖွင့်တရားဝါကြီးလဲဒီမှာမီတာဒီကောင်ရဲ့ဟိုဥစားလေးတော့တိုင်းကြည့်လို့ရသေးတယ်ကဲ fan motor ရဲ့ဖွင့်ရပြီတေချာဖွင့်လေပလက်ကိုဒီဘက်ကိုထိုးโอเคလာပြီဒီညဆိုမင်းအဲ့ဒါလေးဖြတ်လို့ရပြီနော်အဲ့ဒါဒီကွန်မွန်လေးကိုချိန်ထားလိုက် fan motor ရဲ့ကွန်မွန်လေးကိုချိန်ပြီးတော့ ampere တိုင်းလိုက် 0.2 ပဲရှိတယ်တွေ့လားမှန်ပြီအောင် 0.2 ပဲရှိတယ်ရေခဲတက်တာတစ်လုံးစာတော့မရှိဘူးဒါတော့များသေးတယ်0.1တော့ပဲဒါတကောင်ဝဲဥစားနည်းနည်းနော်တကောင်မင်းရ AC လို့ရပြီကဲဝါရင်းခုနဲ့ရှည်လေးဒါနောက်ကျရင်ကျွန်တော်စာအုပ်လေးနဲ့ရှင်း